သိန်း900သိန်း600သိန်း900နဲ့ရန်ကုန်မြို့တစ်မြို့လုံးကိုပတ်ချကြည့်ပါဗျာအခုလိုမျိုးလုံခြုံရေးဓာတ်လေကားနဲ့ BCC ပါတဲ့အခန်းကဘယ်နေမှမရပါဘူးကျွန်တော်တို့မုဒိတာအိမ်ရမှာပဲရရှိမှာဖြစ်ပါတယ်အခုလိုမျိုးဓာတ်လေကားစနစ်လည်းပါဝင်မှာဖြစ်ပါတယ်ဗျာကျွန်တော်တို့ကြောင်းနေတဲ့အေးစိန်ပေါက်တော့ကမုဒိတာအိမ်ရနှစ်ကတိုက်ခန်းလို့တော့ရွေးချယ်လိုက်ပါဗျာနော်ဒီခန်းလေးကတော့900ဝန်းကျင်သုံးမဲ့ကိုဘောဒီမျိုးတွေတွေ့ပဲဖြစ်ပါတယ်ဗျာနေရာအဖြစ်အေးစိန်ပေါက်တော့ကမုဒိတာအိမ်ရနှစ်မှာရှိပါတယ်ဗျာနော်ဈေးနှုန်းအဖြစ်လည်းသိန်း950နဲ့အယောင်းဝယ်ဖွင့်ထားပါတယ်ပေါ့နော်ဒီခန်းလေးက15ပေပေလေးဇဲဝန်းကျင်ရှိမယ်နော်ဒါလေးကတော့အိမ်ခန်းလေးပဲဖြစ်ပါတယ်ဒီအခန်းလေးတွေက7ပေ12ပေဝန်းကျင်ရှိမယ်ပေါ့နော်လေဝင်လေထွက်ကောင်းမှုအတွက်ကိုလည်းကျွန်တော်တို့ဂရင်းပေါက်လေးလည်းပါရှင်းမှာဖြစ်ပါတယ်ဗျဒီခန်းလေးတွေကိုဝယ်ယူမယ်ဆိုရင်တော်တို့ကတော်ဝင်ကုမ္ပဏီမှာအမည်ပေါက်ကိုလည်းတနေ့တစ်ခါတည်းချိပေးမှာဖြစ်ပါတယ်ဗျမာစတာပန်ဖြစ်တဲ့အတွက်ကျွန်တော်တို့ကရေချိုးခန်းအိမ်နာလည်းပါရှိမှာဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်တို့မိဖို့ကန်လေးပဲဖြစ်ပါတယ်ဗျဒီခန်းလေးရဲ့တိုက်တက်တန်းဆိုတာကကျွန်တော်စဆောက်တဲ့မှာအခုချိန်ထိတိုက်တက်တန်းက10နှစ်ဝန်းကျင်ရှိပြီပေါ့နော်ဒါလေးကတော့မိဖို့ကန်ပဲဖြစ်ပါတယ်ဗျဒီနောက်မှာလည်းရေချိုးခန်းအိမ်နာနောက်ထပ်တစ်လုံးပါဝင်မှာဖြစ်ပါတယ်ဒီခန်းလေးကတော့လေးလွန်မြောက်မှာဖြစ်ပြီးတော့ကျွန်တော်တို့မွေးတာမှာဆိုရင်စုံချမ်းမှတ်ဖြစ်တယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့လေဝင်လေထွက်ကလည်းအရင်ကောင်းတဲ့အခန်းလေးလေးဖြစ်ပါတယ်ဗျဘေးတိုက်ဘာညာလုံးဝမရှိပါဘူးနော်ဒီခန်းလေးကိုဆက်သွယ်စုံစမ်းမင်းများလို့ပါကကျွန်တော်တို့ကြီးပွားအောင်ဖုန်းနံပါတ်ဖြစ်တဲ့399956949339ကိုဆက်သွယ်စုံစမ်းမင်းများနိုင်ပါတယ်ဗျအားလုံးကို